အားလုံးမင်္ဂလာပါဗျာနောက်တဲ့တင်ဖို့ဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါတော့ဗျာစကိုင်းမြို့မှာရှိတဲ့ထက်ကိုပိုင်ထက်တန်းကျောင်းပေါ့အဲ့မှာတက်နေတဲ့ကျောင်းသားကျောင်းသူ161ယောက်ကိုစာမေးပြည်ဆိုခွင့်ပြည်ဝင်ကြီးထားတဲ့ညှက်ပက်လိုက်တယ်ဟောဒီချိန်လေးကျွန်တော်တင်ပြပေးချင်ပါတယ်ဒီကျောင်းသားကျောင်းသူပေါ့ဒီ grade 5မှာဆိုရင်82ဦး grade 9မှာဆိုရင်89ဦးပေါ့အားလုံး162ဦးပေါ့ဒီကျောင်းသားတွေရဲ့စာမေးကျောင်းဖြည့်စာမေးဖြည့်ဆိုခွင့်နဲ့ပတ်သက်ပြီးတော့19ရက်2လ2026ခုနှစ်မှာမြို့နယ်ပညာရေးမှူးရဲ့ခရိုင်ပညာရေးမှူးရဲ့ကစောင်းဝဲဖြည့်ဆိုခွင့်ခုံမတ်တွေရောဖြည့်ဆိုခွင့်ကပြားတွေထုတ်ပြလိုက်တယ်။ကျောင်းသားကျောင်းသူထုတ်ပြလိုက်တယ်။ဒီစောင်းဝဲဖြည့်ဆိုရမယ်23ရက်နေ့ကျတော့ဖြည့်လို့မရအောင်ဆိုကျောင်းပေါ်ကနေပြန်ပြန်လုပ်လိုက်ပေါ့။အဲကျောင်းသားတွေရင်ဝါကိုလေပညာရေးမှူးကြီးဌာနမတောင်းချက်တုံးလှည့်လိုက်တယ်တူတာပေါ့။တုံးလှည့်လိုက်တယ်။ဒီဟန်ကျုပ်ဆုံးအားကြည့်တယ်။တကယ်နေတာကပညာရေးမှူးကြီးလည်းမင်းလူကြီးလည်းမင်းအဲ့မှာရှိတဲ့မြို့နယ်ခရိုင်ပညာရေးမှုမြို့နယ်ပညာရေးကိုမနစ်နာဘူးတကယ်နစ်နာကကျွန်တော်တို့နိုင်ငံတော်နစ်နာတယ်ကလေးတွေအနာဂတ်နစ်နာတယ်ကျောင်းသားမိဘတွေအများကြီးနစ်နာတယ်ဒါကျွန်တော်တို့ကကျောင်းသားတွေဘက်ကကျွန်တော်ရက်တီပြောရမှာဒီကမှာစီမီစီကဲမလိုက်နာလို့စီမီစီကဲမလိုက်နာလို့ကျောင်းသားတွေစောင်းဝတ်ဖြစ်စုံနဲ့ပတ်သက်ပြီးတော့သူတို့ဒီကျွန်တော်တို့ကိုယ်ပိုင်ကျောင်းနေပြီးတော့မြို့နယ်ပညာရေးမှုယုံပို့တဲ့အခါမှာအချက်လက်မှားသည်အချက်လက်နောက်ကျသည်တစ်ခုခုပေါ့အဲ့ဒါတစ်ခုရှိမယ်ဆိုရင်ဒီအဲ့ဒါနဲ့ပတ်သက်ရင်ရှေ့ရမှာကမြို့နယ်ပညာရေးဝန်ကြီးဌာနနဲ့ဒီထက်ကိုပိုင်အထက်ကျောင်းနဲ့ရှေ့ရမှာဒီပညာရေးဝန်ကြီးဌာနနဲ့ထက်ကိုပိုင်ထက်တဲ့ကျောင်းနဲ့တို့ဒုတ်ကြီးပဲရှင်းရှင်းဒါကြီးပဲရှင်းရှင်းဗျာဥတွေကျောင်းရရှင်းရှင်းကြိုက်တာရှင်းကျောင်းသားတွေနဲ့မဆိုင်ကိုလက်ပေါ်ပူတဲ့မိကိုကျွန်တော်တို့ကျောင်းသားတွေပေါ်ခါချလို့မရဘူးဗျာစကိုင်းမျိုးဆိုတာကနံပါတ်1စကိုင်းမျိုးနဲ့မှာခင်ဗျာစစ်ပေးကြောင့်ရှောင်လာတဲ့ပြည်သူတွေမနေဘူးပဲငလင်ကြောင့်အိုးကြီးတွေပျက်စီးသွားတဲ့သူတွေမနေဘူးပဲသူတို့ကတကယ်မီးပုံတွေကနေပြန်ထလာတဲ့သူတွေပြဇာမနီကတ်တွေလိုပဲမီးပုံတွေပြန်ထလာတာသူတို့မိဘတွေရတယ်သူတို့ရဲ့အခြေအနေဘယ်လိုတွေပဲကြုံကြအောင်သူတို့သားသမီးတွေကြောင်းထားလို့ရဖို့အတွက်ကိုသူတို့ရအောင်လုပ်တာလေအတိမပြုတ်ရမလဲကျွန်တော်တို့သိထားတော့တက်ချုပ်ကြီးကကလေးတွေအရန်ချစ်တယ်ကလေးတွေရဲ့ပညာရေးနဲ့ပတ်သက်ရင်အရန်တတ်မိုးထားတယ်ဒူးချုပ်ကြီးလည်းထူနီးတူပဲကလေးတွေရဲ့ပညာသင်ကြားခွင့်နဲ့ပတ်သက်ရင်အရန်ကိုတန်ဖိုးထားတယ်တန်ဖိုးထားတယ်ဗျအချို့သောလက်ရှိဒီကျွန်တော်တို့စကိုင်းတိုင်းတို့မကွေးတိုင်းတို့ area တွေမှာပေါ့ area တွေမှာဆိုလည်းပဲကျောင်းတွေတော့ဖွင့်ထားတယ်ဒါပေမဲ့ကျွန်တော်တို့ဆောင်းပွဲမေကုန်းတွေရောက်မလာလို့ဆိုပြီးတော့ဖြည့်သောကျောင်းတွေဖြည့်ဆိုခွင့်မရတာရှိသေးတယ်ဒါတွေကိုကျွန်တော်တို့ဒီပညာရေးဝန်ကြီးဌာနနဲ့သက်ဆိုင်ရာအတိုင်းအမြစ်အစိုးရဘက်ခေါင်းချင်းဆိုင်ပြီးတော့ဘယ်လိုဖြည့်လို့ရအောင်လုပ်ကြမလဲဆိုတာဆွေးနွေးရပါလိမ့်ဒီမှာရှိနေတဲ့ကျောင်းသားတွေကိုကျွန်တော်တို့ကဒီ19ရက်နေ့ကျတော့ဖြေလို့ရတယ်23ရက်နေ့ကျတော့ဖြေလို့မရတော့ဘူးလုံးလို့မရဘူးလေဗျာဘယ်လိုလုံးလို့ရမလဲကလေးတွေရန်နှူသေးတယ်လေအဲ့တော့ဒီနေ့မင်းတို့မဖြေကြနဲ့လာမနေ့ကျမှဖြေဆိုဖြစ်နိုင်ပါမလားဒီကလေးတွေအလုံးမြောင်းတွေရောက်သွားလိမ့်မယ်ဒီကလေးတွေထဲမှာ160တဲထဲမှာကျွန်တော်တို့နိုင်ငံတော်ကာကွယ်ရေးထဲမှာပါဝင်မဲ့ကျောင်းသားကျောင်းသူတွေပါလိမ့်မယ်နိုင်ငံတော်ရဲ့တည်ဆောက်ရေးကဏ္ဍမှာပါဝင်လာမဲ့သူတွေရှိတယ်နိုင်ငံတော်ရဲ့ဒီကျွန်တော်တို့ပညာရှင်ကဏ္ဍမှာပါဝင်လာမဲ့သူတွေရှိတယ်ဗျအရင်နှမျောတယ်နော်ကျွန်တော်အရင်နှမျောဖို့ပါလေဒီဖြစ်စဉ်မှာကျွန်တော်တို့ရှင်းရမှာကပညာရေးဝန်ကြီးဌာနနဲ့ကျွန်တော်တို့တစ်ဖက်မှာရှိတဲ့ထက်ကိုပိုင်ထက်တဲ့အကြောင်းဖြစ်စေအကြောင်းထီထောင်ဖြစ်စေသူတို့နဲ့ရှင်းရမှာဥပဒေကြောင့်ရှင်းမလားရှင်းကြကလေးတွေနဲ့မဆိုင်ဘူးလေကလေးတွေဘောကျွန်တော်နားလည်ပြရမယ်သူတို့အရင်နှုတ်တယ်သူတို့မိဘတွေလည်းကျွန်တော်တို့အရင်ကျိုးကျင်နေပြီအရင်ပင်ပန်းနေပြီကျွန်တော်တို့ဒီဖုန်းလေးဆက်တဲ့ငိုပြီးတော့ဘာဖြစ်တာလဲဒီလိုဘာဖြစ်ကြတာလဲကျွန်တော်ကြားရတယ်ကျွန်တော်တို့ကဒီထက်ကိုပိုင်ထက်တဲ့အကြောင်းကအချက်လက်မှားယုံလို့သူတို့မှာကျွန်တော်တို့တတ်မှတ်ရတဲ့မတင်ပြလို့ဆိုရင်သူတို့အရေးယူလိုက်ပညာရေးဝန်ကြီးဌာနမှားလဲဆိုရင်ပြည်တော်ဝန်ကြီးဒီပညာရေးဝန်ကြီးဌာနတွေပဲကိုယ့်ရဲ့ဝန်ထမ်းတွေကိုအရေးယူဘယ်သူမှားလဲမှားတယ်လို့အရေးယူလိုက်ကျောင်းသားတွေမဆိုင်ဘူးလေကျောင်းသားတွေမဆိုင်ဘူးလေဘာဆိုင်လဲကျောင်းသားတွေဘာမှမဆိုင်တာကျောင်းသားတွေသူတို့စောင်းဝဲစာချက်မယ်စောင်းဝဲပြင်မယ်ကျောင်းမှန်တက်မယ်ကျောင်းစည်းကမ်းလိုက်နာမယ်စသဖြင့်ပေါ့ကျောင်းသားတွေအလုံးတာဝန်ကျလေဒီမှာအဲ့ဒါတက်တာကပညာရေးဝန်ကြီးဌာနနဲ့ထက်ကိုပိုင်ထက်တဲ့ကျောင်းမှာတက်တာလေအဲ့တော့ဒီပညာရေးဝန်ကြီးဌာနနဲ့ဒီကိုပိုင်ကျောင်းနဲ့ရှင်းဘာလဲရှင်းပါဥပဒေကြောင့်ရှင်းပါလားရှင်းစီမီစကန်ကိုကိုပိုင်ကျောင်းမလိုက်နိုင်ဘူးလားအရေးယူလိုက်ကျောင်းဟုတ်ဒီပညာရေးဝန်ထမ်းတွေကထက်ထားတာလားသူတို့အရေးယူလိုက်တကယ်နစ်နာမှာကကျောင်းသားကျောင်းသူတွေနစ်နာပါတော့ကျောင်းသားကျောင်းသူနစ်နာမှာဘယ်သူမှမနစ်နာဘူးနော်ကျောင်းသားကျောင်းသူတွေနိုင်ငံတော်နစ်နာတာတော့အဲ့တော့ကျွန်တော်ဒီကလေးငယ်တွေပတ်သက်ပြီးတော့ကျွန်တော်တို့ပညာရေးဝန်ကြီးဌာနမေးဖို့နေမေးထားတယ်စကိုင်းတဲ့အစိုးရကမေးဖို့နေမေးထားတယ်